ဒီလင်းဘောကိုတင်တက်လိုက်ပြီဆိုတာနဲ့တင်ဟာအရှင်လက်လက်ငရေကိုရောက်သွားပြီလို့မှတ်လိုက်ပါဒီလင်းမဲကတေဆုံးသွားတာကြာပါပြီဒါပေမဲ့သူမကခလီးတွေကိုအခုထိပြုံးကြီးဝင်ဆောင်မှုပေးနေတော့မယ်လင်းဘောမှာပုံမှန်မဟုတ်တဲ့အငွေအသက်တွေစကင်နေပါပြီဒေစီတယောက်လေရင်ခမ်းမာတဲ့ကိုလမ်းလျှောက်သွားတဲ့အခါသူမရဲ့ခြေလမ်းတိုင်းတော့မှသွေးဆွဲနေတဲ့ခြေရတဲ့ထင်းချံရက်ခဲ့တယ်ဒါကိုမြင်လိုက်ရတဲ့မိန်းကလေးတယောက်မဲ့ဖုန်ကြီးတစ်ပါးဟာကြောက်လက်လွန်းလို့စကားတော်မပြောနိုင်တော့ပါဘူးဖုန်ကြီးကတော့မျက်စိကိုအတင်းမိတ်ပြီးဗရိရွက်နေရှာတယ်ဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်အိမ်သားထဲမှာမျက်နှာသင့်နေတဲ့အမျိုးသားတယောက်ဟာသူ့ရဲ့နောက်ဖက်မှာသွေးဆွဲနေတဲ့လက်တစုံရှိနေတာကိုသတိမထားမိဘူးရုတ်တရက်အဲ့ဒီလက်တွေကသူ့မျက်နှာကိုကုတ်ချစ်လိုက်တဲ့အခါသွေးအိုင်တွေလဲကျသွားခဲ့ရတယ်အပြင်ဘက်လီရင်ခန်းထဲမှာလည်းပိုပြီးထူးဆန်းတာတွေဖြစ်လာတယ်ခရီးတဲ့တယောက်ကရုတ်တရက်ထရလိုက်ပြီးလူအားလုံးရဲ့ရှေ့မှာတင်သူ့ကောင်းကိုတပတ်အပြည့်လှည့်ပြလိုက်ပါတယ်ပြီးတော့သူဟာဂျမ်းပင်ဘုတ်ကိုလဲကျသွားတယ်အားလုံးကသူသေပြီလို့ထင်ခဲ့ပေမဲ့သူဟာတတိလစ်သွားယုံတင်ဖြစ်ပြီးလေပင်မှလည်းတိုင်းရတစ်ဆက်မှမရှိပါဘူးလေရင်မောင်းကိုလက်ထောက်ကတော့ကုံတင်ခန်းထဲမှာတခုခုထူးဆန်းနေတာကိုတတိထားမိလို့သွားစစ်ကြည့်တယ်တန်ရှင်းနေရမယ့်ကုံတင်ခန်းတစ်ခုလုံးကတန်ကြီးပြီးတက်နေတာကိုတွေးလိုက်ရတယ်သူအပေါ်ကိုပြန်တက်လာတဲ့အချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်လေရင်အတွဲလေဖိအားတွေယူတရက်ကြာဆင်းသွားပြီးခရီးတွေလည်းယူသွားကုန်ကြပြီလူတွေရဲ့ကိုယ်ခန္ဓာတွေဟာမယုံနိုင်စရာကောင်းလောက်အောင်လိန်ရှုနေကြပြီးလေရင်ကြီးကလည်းတစ်ခုခုနဲ့တိုက်မိသလိုအထန်ကြီးတွေမြည်ဟဲနေတယ်မီးတွေအားလုံးမှောင်ဝတိအကြားသွားတဲ့အခါလူတိုင်းကကြောက်လန့်တကြားလဲတူးဟူတူးဖတ်ထားကြရတယ်ဒီအချိန်မှာအားလုံးကဒေးစီကိုဝိုင်းမိကြတယ်တကယ်တော့လွန်ခဲ့တဲ့10နှစ်တုန်းကလည်းဒေးစီဟာဒီလိုဖြစ်ရမျိုးကိုကြုံခဲ့ပူပါတယ်အဲ့ဒီတုန်းကလေရင်ပေါ်ကခရီးသည်တွေအားလုံးဟာမြိတ်စာတွေပူးကတ်ခံစားသလိုမျိုးကြောက်စရာကောင်းတဲ့သတ္တဝါတွေဖြစ်ပြောင်းလဲသွားကြတာပါကန်ကောင်းလို့ဒေးစီကလေရင်မောင်းခန်းတဲ့ကိုအချိန်မီပုံးနိုင်ခဲ့လို့အသက်ရှင်ခဲ့တာဖြစ်ပါတယ်အခုလဲထတ်တူးညီတဲ့ကြောက်မဲ့ဖွယ်သမိုင်းဆိုကြီးကပြန်စနေပြန်ပါပြီဒီလေရင်ကနေပြန်ဆင်းနိုင်မဲ့လမ်းဆိုတာတကယ်ပဲမရှိတော့ဘူးလား